အဲ့ဘက်မသွားတယ်အဲ့ဘက်နစ်တယ်ဟိုဘက်တရားကြော်တယ်ပြန်လာခဲ့ဟုတ်လားတရားကြော်တယ်ဟေးကောင်ခုနကတော့ဖြည်းဖြည်းရောက်သွားပြီအဲ့ဘက်တရားကြော်တယ်ဟာဒါတို့ဒီဘက်လာဒီဘက်နေကူသွားလိုက်ရမရဘူးဟိုဘက်ရေသားစီးနေတယ်ဒီဘက်လာလို့ကျွန်တော်ကလည်းပြောတာအိမ်သားကိုကြော်ဘူးဟိုဘက်ကကြော်တယ်ကိုရကိုစီရဘို့အေယော်ဒီတိုင်းသားအဲ့လောက်ပဲလားအဲ့လောက်ပဲလားအေယော်ဒီတိုင်းသားအဲ့လောက်ပဲလားဟိုဘက်ကပြရမယ်အေးမကောင်းဘူးအေယော်ဒီတိုင်းသားတွေဟာအဲ့လောက်ပဲလားလိုက်ကြည့်လာမလားဟမ်ရှင်းနေပြန်ကြည့်လာအဲ့ဒါနိုင်ပါမလားတဲ့နိုင်ပါလားနိုင်ပါဗောခဏမှနိုင်ပါလားကိုင်းနိုင်ပါလားမကော့တေးလောက်ဝင်မယ်လားဟိုဘက်သွားပါဟိုဘက်ဆက်ဟုတ်လေတိုင်းကြီးမှနိုင်ပါလားနိုင်ပါဗောမနိုင်ကြအကြောင်းရှိတာတိုင်းကြီးမှသိမှာတိုင်းကြီးမှသိ ready 1 2 3ကြာမှသွားမယ်နော်ဟိုဘယ်ဒီကိုတတ်မှတ်လိုက်လေငါခွန်းရနေသေးတယ်ညနေညက်တယ်ဒါနေပါဒါတဲ့ဒရာထိတ်ရတဲ့ဒါနဲ့ဒီဘက်သွားလိုက်ဒီဘက်ဒါနဲ့ညာနတ်ဘူးဒါနဲ့ဒါတော့ဒီဘက်အဲ့ဒါတော့မန်အော်ဒါဒါကိုတော့ဒါဖိုက်ဘူးမောကဲစမယ်နော်ဒီတိုင်းမှာတော့ကိုလိုစီရမှာတော့နော်လာမထည့်နိုင်ဒါတော့ထည့်အမှုမရောယူတော့မှာကဲစပြီနော်1 2 3 go stop ကိုသားတော့ stop ရပြီရပြီရပြီလို့နိုင်ပါပြီလို့ရတယ်ကူတော့ရေကူရလေရေကူရမေးရေမရတော့ဟာသွားတယ်ဦးလေ